မင်္ဂလာပါရှင်ဒီနေ့အိုဒီကြီးလောက်ဒီနေ့ဒီပဲပြားကိုပဲပြားနဲ့ဒီ mince meat ပြီးတော့ဒီမူနဲ့ကြော်စားမယ်ပြီးတော့ဒီထမင်းနဲ့ချက်သားပြီးတော့ဒီကော်ပီတုံးနဲ့ကြော်မယ်အခုလောဆယ်ပဲပြားကိုထပ်ကြော်မယ်ဒီပဲပြားသူကတိုဖူပဲလူပဲပြားမျိုးနဲ့သုံးလို့ရတာပဲဒါပေမဲ့ဒီပဲပြားသူကဒီအဲ့ဒီကလေးလေးတွေစားရလေသူကနည်းနည်းပို့ပြီးတော့စားလို့ပြော့တော့ဗောအဲ့ဒါကြောင့်တိုဖူကိုကြော်မယ်ဒီမှာစံကြားရတော့အဲ့ဒီဟာပိတ်လိုက်လက်နဲ့ပဲကင်တယ်လက်ကဆေးထားပြီးလက်ကတစ်ဖက်ပဲရှိတယ်တစ်ဖက်ကဖုံးကန်ဝါဒနာရဗီဒီယိုရိုက်ချင်တော့တကားလာပေးပြီးတော့ oyster sauce တိုဖူးဆိုပိုတော့ပဲပြားဆိုပိုတော့ဆင်ပြေတယ်ပဲပြားလည်းမာတယ်လေဒီတိုဖူးတာပြော့နေတာပဲနည်းနည်းလေးကလော်လိုက်တာနဲ့ရဲတော့မယ်ကလော်တော့မရဲတာစင်ဘယ်ပဲလဲမလို့အဲ့ဒီတော့ခီးရတယ်ကျဲနေဒါပဲဘာမှဖြစ်ဘူးကိုဘာပဲချက်သူတို့တွေစားတာပဲအခါလေးဗီဒီယိုရိုက်တာကိုပုံနဲ့ကိုစံကိုပြန်နားထားတာပြောရမယ်ဆိုရင်လေလူချမ်းအစံကြနေနောက်တစ်ခုပြောရအောင်မယ်ကိုရီအဖိုးဖွားကြည်လာတာအလောက်လာဖိုးဖွားကြည်လာတာနော်အဖိုးအဖွားဆုံးသွားတော့ခုဒီကလေးလေးတွေကဖိုးကိုလာတော့မငွေခေတော့ကိုရောက်နေတာဆိုတော့ဒီကလေးလေးတို့ကိုချစ်တယ်ကိုချစ်တော့ခါသူတို့ပုံလေးတွေကိုတင်တယ်ကို share တယ်ပေါ့နော်အဲ့လိုမျိုးဒီတချို့ messenger လူတွေကလာခိုင်းတယ်ကိုအားရစာပြန်ကိုမအားရတခါရအားပါသူတို့စာပြန်တယ်အများကြီးတော့ကိုကစကားပြောမအားဘူးလေအဲ့ဒါဟဲ့ကလေးမအေးရများတဲ့သွေးကြီးတယ်တဲ့ငါနေကိုစိတ်တော့မဝင်စားဘူးတဲ့သူတို့ကိုလည်းလာခိုင်းသေးတယ်လူကဆိုမအားပါဘူးဆိုမှစာပြန်ခိုင်းတယ်သူ့ကိုပြောရလေငါစာပြန်ရေးတာပဲလေမအားလို့လည်းအားရစာပြန်တယ်ပဲသူမကြည့်ကြပါဘူး
အဲ့ဒါလူလေပေါက်ပန်း40လိုက်ပြောနေ့လိုမျိုးကလေးနေရမယ်ငါကြီးရည်ချင်းလေအဲ့ဒါမျက်စိပဲမမြင်တာလား Facebook ဘလူးပြောင်ဒီလောက်ကလေးလေးတွေကချစ်ဖို့ကောင်းတော့ကိုတင်တာဟိုပဲပေါက်ပန်း40လူတော့လေအဲ့လိုမျိုးလိုက်ရောကလီးကြလိုက်ရောရေးရမှာနောက်ပိုင်းတော့ကိုကလည်းဥပိ္ပခာပြူလိုက်တာဘာမှပြောနောက်ပိုင်းသူတို့ဘာသူကိုဘလော့လာလဲလာဘူးတော့လူလာပြောသေးတယ်နောက်ပိုင်းလူလည်းဘလော့တယ်လူလည်းစိတ်ဆိုးတယ်အဲ့လိုမျိုးလူကွာစာတွေလည်းရှိတာတကယ်ဆိုရင် Facebook ဆိုတာကိုကညီကိုမောင်မမိသားစုလိုမျိုးဒီသူ့ရဲ့သူတခါလေသူတို့မိသားစုကြောင်း share တခါလေသူတို့ပျော်ရွှင်မှုတွေ share ပါအဲ့လိုမိသားစုညီကိုမောင်မစိတ်ရှိပါဖြစ်ပါဦးအဲ့မျိုးတွေသူတို့လာပြောကလေးမတို့ဘာတို့လာပြောထားတော့ကိုကတော့သူ့ဘာမှပြောအဲ့ဒါမျိုးလူတစ်ဖက်သားကိုလာပြောရအဲ့ဒါဘာများသူတို့တော့ပူပါတော့မသိငါ့ကိုထမ်းထားကြတယ်ပြုတ်ကြပြီးတော့သူကဂျင်းဂျန်နဲ့ထည့်ခိုင်းတယ်ဒီကိုကဂျင်းဂျန်နဲ့မထည့်ဘူးအဲ့ဒီဂျင်းနဲ့ထည့်တယ်စတယ်လေကလေးတွေကစားလို့မရကွာစက်သွန်ဖြူပဲထည့်တယ်စီရတာပူတော့အဲ့ဒါမီးအောင်ပိတ်ထားရစင်ဝတ်သားထည့်မယ် minced meatမိုးထဲမှာသူတို့ကအဲ့ဒီမခီယာမိုးနဲ့သုံးတော့ကိုကလည်းသူပူကစီးတဲ့သွားမပြောဘူးဒီမိုးနဲ့ပဲကိုသုံးတယ်ဆိုတာကီမတ်စထရုံလာသူတို့ခေါ်ကိုကလည်းစင်ကာပူလာရောက်တာကြာတာအင်္ဂလိပ်ကသိပြပြသားပြောလို့မတားဘူးပြသားအင်္ဂလိပ်စကားမပြီးဘူးကိုဘာသာစကားတော့ကိုပြောမပြီးဘူးအကျော်မထဲဘူးဒီအဲ့ဒီရေမထဲဘဲနဲ့အဲ့ဒီပဲပြားထဲတယ်အစငန်စားလို့ရပြီဒါပေမဲ့ကိုကခုကဒီဝက်သားကိုနူးအောင်ပေါ့နော်ကလေးတွေစားလို့ရအောင်ဆိုပြီးအဲ့ဒါကြောင့်ကိုကဒီရေနဲ့ထည့်လိုက်တာသူများတစ်ဖြည်းဖြည်းထည့်တာငါလောင်းထည့်လိုက်တာပဲလက်တစ်ဖက်ပဲရှိတယ်အဲကြာခုနဒီ oyster sauce ကိုကဖုံးချပြီးတော့ထည့်ရတယ်ဒီထည့်လို့မရခုအဝတ်လျှော်ထားတယ် washing machine အောင်ပြောပြီးရပြီတို့နေအဝတ် okay ready အားလေး
very simple ဒါကော်ရီပေါ့အပိတ်ဒီတိတ်အနေနဲ့အဲ့ဒါအရေးလေးခပ်ပြည့်ဖြစ်အောင်ကော်ရီနဲ့ထည့်သူတို့ခေါ်တာခေါင်းဖလားပေါ့ခုမြန်မာပြည်ကဒီကော်ရီလို့ခေါ်တာကော်ရီကကော်စီချီတဲ့ကော်ရီမဟုတ်ကိုချက်ကိုကောင်းအဲ့ဒီမှာရပြီဟင်းလေးတစ်ခွက်ခဏနဲ့ထမင်းကြော်ပြဒီမှာရပြီဟင်းလေးတစ်ခွက်ကျမဟင်းလေးအယောင်မရှိဘူးကလေးတွေစားဖို့အတွင်းခင်းအယောင်မရှိဘူးအယောင်ရှိပါတယ်ဒီကလေးတွေစားဖို့အတွက်အခုခကြဒီထမင်းကြော်စားမယ်မနေ့ကထမင်းကြံခဲ့တယ်လေသူကစီနဲ့ကြက်သွန်ဖြူစီနည်းနည်းလေးပဲကိုယ်စီများတာသိမကြိုက်ဘူးခင်းချိတ်စီနည်းနည်းပဲတောင်းကြက်သွန်ဖြူစီနဲ့သမ်းမယ်အနာလေးသိမ်းလာမယ်ကြက်သားထည့်မယ်ရခမကောင်ခတ်တယ်ကိုလိုရွှေမြချွေးမမျိုးဆိုရောက်ခမတော်တော်သိခံရမယ်သိခံရကိုလည်းရောက်ခမကိုနိုင်မကြည့်မှဘူးစိတ်ထဲမှာကိုကအဲ့လိုမျိုးဒီမဟုတ်မခံစိတ်တစ်ခုပဲကိုဘောကောင်းကိုကဆယ်စကောင်းကိုဘောမကောင်းတော့မသိဘူးဒီသူတို့တော့စိတ်လိုမျိုးထားတာဒီအကြီးရတော့မဟုတ်ဒီပြောရမယ်ဆိုရင်တရားပေါက်လာတော့မဟုတ်ဒီထိုးစင်အများစုအမှန်လို့ပဲစောက်ကျင်ကြအများကြီးကိုဘောကောင်းကိုပြန်ကောင်းတာပဲသူမကောင်းငါကောင်းဝရေးကြီးတယ်အဲ့ဒါကတချို့လူတွေဟုတ်မယ်ကိုကလာကိုဘောမကောင်းရင်ကိုဦးပေးခံပြီးတော့မပြူတော့မမှန်ဘူးဆိုတော့ပြန်ခေါ်မှာအဲ့ဒါပြန်ဆော်ပြီးမှရှင်းနာပြန်မဆော်ရစားမှုအိမ်မပြုံးစိတ်မကနုကိုမဟုတ်ဆိုမတရားလာလို့ခမရနည်းနည်းလေးပဲ ingredient ကြီးအများကြီးကိုချက်ကိုကောင်းလေအထဲပဲရှိရထမင်းအကောင်ပေါင်းရောဖုံးခဏပိတ်ရင်အဲ့ဒီထမင်းကဘာဖြစ်အយ៉ាងပြောင်းလာကိုကအော်စတဲဆော့ထည့်လိုက်တယ်ပြီးတော့ဆက်မီအော်အတိအဖြူကနေသူကအဲ့လိုမျိုးအយ៉ាងပြောင်းသွားအေးငါတဲ့ဦးကလုံးကန်လို့မရငါဖြစ်ဖြစ်ပဲကလာတော့ဒါပဲဒါပြရတော့ဖုံးချတော့မယ်ဟုတ်ချေဆိုတော့လဲကိုခမင်းခိုင်းပန်ကိုကန်ရမယ်အားလုံးကျေးဇူးပါ